ထုံကြီးနဲ့တကီလာဟယ်လို ဟဲ့အောင်လမ်းထိပ်ကပြရဆိုင်ရောက်လာခဲ့ပါလား မလာတော့ပါဘူးကွာငါမှပတ်စံမရှိလို့ ငါတိုက်မှာပါဟာ ငါရောက်ပြီ တော့ခွေမြန်လိုက်တာဒါငါကောက်ပါလေလေ ဒီကောက်ကမှလေးပါလာပဲငါဘယ်လောက်တောက်နိုင်ရအောင်ကြွားရသေးတာပေါ့ ဘာတောက်မလဲ ငါတကီလာတပလင်းလုံးတောင်တယောက်တည်းတောက်နိုင်တယ် ဟာညီမလည်းတကီတာကြိုက်တယ်တကီလာ6ခွဲချလိုက်ကြရအောင် โอเคလားဟမ်